အားလုံးပဲမင်္ဂလာပါရှင် Engineering knowledge လေးတွေကို sharing လုပ်ပေးနေတဲ့ ရုံရဲ့ page လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ရုံကတော့အခုဒီ site ထဲမှာပြီးရင် construction လောကမှာအသုံးဝင်တဲ့အရန်ကိုအသုံးပြုတဲ့ဒီခိုတိုးပါလေးတွေကိုဒီနေ့ sharing လုပ်ပေးချင်ပါတယ် sharing လုပ်တဲ့အခါမှာလည်းရုံက category လေးတွေခွဲထားမယ်ပေါ့နော်ဒီနေ့ကိုတော့ခိုးဆိုးစုနဲ့ပတ်သက်ပြီးတော့ရုံစပြီးတော့ sharing လုပ်ပေးချင်ပါတယ်ခိုးဆိုးစုဆိုတာကတော့ structural drawing ပေါ့နော်ရုံတို့အိမ်စပြီးစောက်တော့မယ်ဆိုလို့ရှိရင်လုံးဝအခြေခံဖြစ်တဲ့ structure drawing သူကနေပြီးတော့ရုံစပြီးရှင်းပြချင်ပါတယ်အဲ့တော့ structure drawing ကိုဖတ်ပြီးဆိုတာနဲ့ဘာတွေပါလာမလဲပေါ့နော်ရုံတို့မြန်မာလိုဆိုရင်တော့ဒီတိုင်နေစပြီးပါမယ်ပေါ့နော်တိုင်နေရှိမယ်ကော်လန်နေရှိမယ်နောက်ဘင်းနေထုတ်တန်းနေပေါ့နော်ဘင်းဆိုတာရုံတို့မြန်မာလိုဆိုထုတ်တန်းနေရှိမယ်နောက်ကျမ်းပြင်ပါမယ်ကျမ်းပြင်နဲ့သူ့ရဲ့ကျမ်းပြင်ရဲ့အောက်ကဆက်လက်ပြင်နဲ့ကလည်းကွာသေးတယ်ပေါ့နော်ဒါလေးကိုလည်းရုံတို့ခွဲပြီးတော့မှတ်ရပါမယ်နောက်နယံနေပါမယ်ဒီအစာအုံးကြီးတစ်ခုလုံးရဲ့အောက်ကနေစတဲ့ဒီအခြေခံပေါ့နော် foundation တွေပါမယ်ဟုတ်ပြီရုံတို့ဒီခိုးဆိုးစု structure drawing ကိုဖတ်လိုက်တဲ့အချိန်မှာ RC လားဒါမှမဟုတ်ရင် steel frame နေနဲ့စောက်ထားတာလားဆိုပြီးတော့ကွဲသွားတာတွေရှိရပေါ့နော် RC ဆိုရင်concrete နဲ့တန်နဲ့ရောထားတာဒါဆိုရင်အဲ့တန်ကိုဘယ်လိုခေါ်မှာလဲဒါမှမဟုတ်လို့ရှိရင် RC နဲ့မဟုတ်ဘူး steel frame နေနဲ့စောင့်မယ်ဆိုလို့ရှိရင် steel frame ကိုဘယ်လိုခေါ်မှာလဲပေါ့နော်နောက်ပြီးတော့ရုံတို့ဒီခိုးဆိုးစုတွေဖတ်တဲ့အခါမှာသူက view အမျိုးမျိုးရှိရယ် plan view နဲ့ကြည့်မှာလား section view နဲ့ကြည့်မှာလားဆိုပြီးတော့ဒီလိုမျိုးအများကြီးအမျိုးမြည်တွေခွဲသွားတယ်ပေါ့နော်ဒါတွေကိုဂျပန်လိုဆိုရင်ရောဘယ်လိုသုံးမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရုံကဒီနေ့ sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ရုံတစ်ခါသူတို့ကိုဂျပန်လိုအတန်ထွက်လေးတွေနဲ့အင်္ဂလိပ်လိုအတန်ထွက်လေးတွေနဲ့ကိုတစ်ချက်ပြောပြပေးပါမယ်ရှင်အဲ့တော့ခိုးဆိုးစုပေါ့နော် structural drawing ဒီ structure drawing မှာရုံကပြောသားသလိုပဲကော်လန်ဆိုရင်တော့ဟာရှိတာဘင်းဆိုရင်တော့ဟာဒီနော်ဟာဒီလို့ရုံတို့ခေါ်ပါမယ်နောက်ကျမ်းပြင်ကယူကကျမ်းပြင်ကယူကအဲ့တော့ကျမ်းပြင်ဆိုတာကရုံတို့အောက်ကဆက်လက်ပြင်ကိုပြောတာမဟုတ်ပါဘူးသူ့ရဲ့အပေါ်မှာခင်းထားတဲ့ဒီကျမ်းပြင်အပေါ်မှာအချောခင်းထားတဲ့ဘုတ်တွေနော်ဒါတွေကိုခေါ်တာပါယူကနောက်နယံကိုတော့ခပဲနယံကလည်းအဲ့လိုပဲနေရာပေါ်လိုက်ပြီးတော့ရုံတို့ကွဲသွားတဲ့အခေါ်အဝေါ်တွေရှိပါတယ်ဒါတွေကိုတော့ရုံနောက်ပိုင်းတွေမှာဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်နောက် foundation ကိုတော့ kit ဆိုလို့ခေါ်ပါမယ်RC မှာဆိုရင်ရုံတို့ concrete နဲ့တန်ချောင်းတွေနဲ့တွဲပြီးတော့ဒီအစာအုပ်ကိုတိဆောက်ရပါတယ်ဒီတန်ချောင်းလေးတွေကိုတော့တက်ခင်းလို့ခေါ်ပါမယ်။နောက် steel frame နဲ့ဆောက်တဲ့အစာအုပ်မှာ steel frame နေဆိုရင်တော့တက်ခိုစရုံကပြောသွားသလိုပဲအောက်ကဆက်လက်ပြင်ကြီးကိုတော့စူရာဘူးဆက်လက်ပြင်ပေါ့နော်။နောက်သူ့ကို section ဖြတ်ပြီးရုံတို့ကြည့်မယ်အဲ့တော့ဒီ section drawing ကိုတော့ဒမ်မန်စု section drawing ကိုတော့ရုံတို့ဒမ်မန်စုလို့ခေါ်ပါမယ်ရှင်။အားလုံးပဲရုံနဲ့တူဒီခိုတိုးပါလေးတွေကိုနားထောင်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီခိုးဆိုးစုကမပြီးသေးပါဘူးပတ်တူးကိုလည်းဆက်ပြီးတော့တင်ပေးမှာမို့လို့အားလုံးပဲရုံနဲ့တူဆက်ပြီးတော့လေ့လာကြရအောင်ပါရှင်